နိုင်ငံသားတဦးဟာဖွဲ့စည်းပုံအခြေခံဥပဒေပါနိုင်ငံသားများရဲ့မူလအခွင့်အရေးနဲ့ဥပဒေပါအခွင့်အရေးများနိုင်ငံတော်ကလက်ခံထားတဲ့လူ့အခွင့်အရေးနဲ့သက်ဆိုင်တဲ့ပြည်ပဆိုင်ရာနဲ့ဒေသဆိုင်ရာသဘောတူစာချုပ်များမှာပါရှိတဲ့လူ့အခွင့်အရေးများကိုဖောက်ဖျက်ခြင်းခံရပါကမြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ပုံမှန်30အရာကိုယ်တိုင်အတွက်တော်၎င်းအခြားသူတဦးအတွက်တော်၎င်းလူတစုကိုကိုစားပြုရတော်၎င်းကော်မရှင်သို့တိုင်ကြားနိုင်ပါသည်တိုင်ကြားမှုကိုဥက္ကဋ္ဌမြန်မာနိုင်ငံအမျိုးသားလူ့ခွင့်ရေးကော်မရှင်အမှတ်29မိုင်ခွဲပြည်လန်းလှိုင်မြို့နယ်ရန်ကုန်မြို့သို့၎င်းမြန်မာနိုင်ငံအမျိုးသားလူ့ခွင့်ရေးကော်မရှင်ရုံးခွဲနေပြည်တော်မန္တလေးစစ်တွေပသိမ်မြို့တို့၎င်းလိမ့်မှု၍စာတိုင်းမှဖြစ်စေသက်ဆိုင်ရာကော်မရှင်ရုံးသို့လူကိုယ်တိုင်ဖြစ်စေ Facebook 318 654 608ကော်မရှင်အီးမေးလ်လိပ်စာဖြစ်တဲ့ info@mnhrc.org.mm တို့မှတဆင့်ဖြစ်စေပြုလုပ်နိုင်ပါသည်တိုင်ကြားရမှာအောက်ပါချမ်းလက်များပြည့်စုံစွာဖော်ပြရမှာဖြစ်ပါသည်ကကြီးတိုင်ကြားသူ၏အမည်အမြဲတမ်းနေရလိပ်စာနှင့်ဆက်သွယ်ရန်လိပ်စာအပြည့်အစုံဆက်သွယ်ရန်ဖုန်း fax နှင့် email တို့ရှိလျင်ထည့်သွင်းဖော်ပြရန်ခါခွေတိုင်ကြားသူသည်မြေကဲ့သို့လူခွင့်ရေးဖောက်ဖျက်ခံရပြီးနစ်နာဆုံးရှုံးကြောင်းပြည့်စုံစွာဖော်ပြချက်လိုအပ်ပါကမှတ်တမ်းဓာတ်ပုံနှင့်အထောက်အထားမိတ္တူများပူးတွဲလျက်ပေးပို့ရန်ကားငယ်တိုင်ကြားသူ၏နိုင်ငံသားစစ်စီရေးကပ်ပြားမိတ္တူမဖြစ်မနေပူးတွဲပေးပို့ရန်ကားကြီးတိုင်ကြားချက်ပါအကြောင်းအရာများမှန်ကန်ကြောင်းတိုင်ကြားသူမှလက်မှတ်ရေးထိုးပေးပို့ရန်ကော်မရှင်ဟာအဲ့ဒီတိုင်ကြားချက်များကိုစစ်ဆေး၍ကော်မရှင်ဥပဒေလုံထုံးလုံနည်းများနဲ့အညီစုံစမ်းစစ်ဆေးပြီးသက်ဆိုင်ရာဌာနအဖွဲ့အစည်းများနဲ့ဆက်သွယ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းမြန်မာနိုင်ငံအမျိုးသားလူ့ခွင့်ရေးကော်မရှင်မှသတင်းရရှိပါရရှင်